Nubia လို့ပြောလိုက်တာလေကျွန်တော် official ဝင်တဲ့ gaming phone တွေထဲမှာသူ့ဈေးတန်းမှာတော့နေထားတစ်ခုမှရှိတယ်အခုတစ်ခါမှလည်း Nubia က Neo 5 series ထွက်လာပြီအဲ့ Neo 5တည်းကျွန်တော်ဒီနေ့ Neo 5 GT ဆိုတဲ့ကောင်လေးကြောင့်ပြောပြမယ်ဒီတစ်ခေါက်မှဆိုရင် UniSoC ကိုလုံးဝမသုံးတော့ဘူး MediaTek ဘက်ကိုသူကလဲ့လာပြီပေါ့နော်နောက်ပြီးတော့ဒီကောင်က gaming phone တွေရဲ့ကျင်းလက္ခဏာတွေဖြစ်တဲ့ trigger ကတော့အရင်တည်းကပါတယ် shutter trigger တွေအဲ့ဒီခလုတ်လေးတွေကတော့အရင်တည်းကပါတယ်အခုတစ်ခါမှတော့ cooling fan မှာပါလာပြီဆိုတော့အဲ့တော့တိုးတက်မှုတွေဒီဖုန်းကအများကြီးမြင်လာတယ်အဲ့တော့ဗီဒီယိုမဆိုင်ရင်ကျွန်တော်ရဲ့ channel လေး subscribe လုပ်ခဲ့ပေးပါအောင်ဗျပထမဆုံးပြောမယ်ဆိုရင်ဒီ Nubia Neo 5 GT ရဲ့ display ဘိုင်းနဲ့အရင်ဆုံးသွားလိုက်အောင် display မှာဆိုရင် 144Hz 1.5K resolution နဲ့လာတယ် AMOLED screen နဲ့လာထားတယ်မြန်မာဝင်လို့ရှိရင်တော့ဈေးတန်းကတော့ဘယ်လောက်သွားမလဲမသိဘူးလက်ရှိဖြစ်နေတဲ့ဖုန်းဈေးတွေအရာရောဒီလိုမျိုးပြောင်းလဲလာတဲ့အချက်တွေရောနဲ့က15-16လောက်တော့သွားမယ်ဆိုတော့ဒါကတော့လုံးဝမြေကြီးလက်ခတ်မလွဲပဲဗျအဲ့ထက်နည်းဖို့တော့ကျွန်တော်မမြင်ဘူးဗျများရင်တော့မှနည်းနည်းလေးများနိုင်သေးရပါတော့ global လေးဖြစ်နေတာတခြားနောက်တစ်ခုက battery ဘိုင်းမှာဆိုရင်6210သူရှေ့ကထွက်ခဲ့တဲ့မျိုးဆက်တွေနဲ့ဆိုရင်တော့တိတ်မလို့မကွာဘူး210လောက်တော့ပို့သွားတယ်6210 milliamp power အောင်မှ80 watt နဲ့လာထားတယ် charging ဘိုင်းမှာတော့ charging speed ဘိုင်းမှာတော့တိုးတက်လာတယ်80 watt နဲ့လာထားတယ်သူရဲ့ cooling fan ဘိုင်းကိုပြောရမယ်ဆိုရင်ဒီဈေးတန်းမှာပေါ့နော်သူရဲ့ဈေးတန်းတူဖုန်းတွေထဲမှာပထမဦးဆုံး cooling fan ပါလာတာလို့ပြောရမယ်ကျွန်တော်မနေ့ကတင်ခဲ့တဲ့ K90 Max video လိုမျိုး K90 လိုမျိုး fan ရဲ့မျက်နှာပြင်ကနေလေကိုစိုက်ဓာတ်ရိုက်ဆုပ်ယူတာမျိုးမဟုတ်ဘဲနဲ့သူကကျတော့ခါတိုင်းလိုပဲဘေးကနေပဲဆုပ်ယူတာဖြစ်တယ်အဲ့ဒီဘေး frame မှာရှိတဲ့လေဝင်ပေါက်တွေကနေပေါက်ငယ်လေးတွေကနေပြီးတော့လေကိုဆုပ်ယူတာဖြစ်တယ်အဲ့ဒီဆုပ်ယူလိုက်တဲ့သူကလေတွေကဖုန်းတွင်းထဲကအပူဆုပ်ပြားတစ်ခုဖြစ်တဲ့ vapor chamber ကိုဖြတ်တန်းသွားပြီးတော့အပူတွေကိုသူကတည်ဆောင်သွားပေးတယ်အဲ့ဒီအပူတွေတည်သွားတဲ့လေတွေကဖုန်းရဲ့နောက်ထပ်တစ်ချမ်းဘက်ကနေပြန်ထုတ်တယ်ဒါကတော့ခါတိုင်းရှေ့က gaming phone တွေမှာပါတဲ့ cooling fan တွေအလုပ်လုပ်ပုံအတိုင်းပဲပေါ့နော်ပြီးတော့အဲ့ဒီ cooling fan မှာလည်း RGB မီးလေးပါတော့ gaming phone vibe တော့အပြည့်ရတယ်ပေါ့သူတို့ Nubia ဘက်ကနေပြီးတော့စမ်းသပ်ထားတဲ့ရလဒ်နဲ့ပြောထားတာအရာဆိုရင်တော့သူကတနာရီစက်တိုက်ပေါ့နော်တနာရီစက်တိုက် gain ကိုအသေးလဲကျုံးပြီးတဲ့နောက်မှာတော့အပူချိန်က cooling fan ပွင့်ပြီးတော့ပေါ့အသေးလဲကျုံးပြီးတဲ့နောက်မှာအပူချိန်က 38.9 နဲ့ထိန်းထားနိုင်တယ်ပြီးတော့ FPS ကလည်း119လောက်ထိကိုထိန်းထားနိုင်တယ်120ဝန်းကျင်ပါပေါ့နော်119လောက်ထိကိုထိန်းထားနိုင်တယ်လို့ဆိုထားတယ်အဲ့တော့40ဒီဂရီတော့မပြည့်သွားခဲ့ဘူးဒါပေမဲ့ဂျားထဲမှာစော့နေတဲ့အချိန်တွင်းမှာတော့40ဒီဂရီလောက်တက်ခဲ့မှာပေါ့နော်ပြောလို့မရဘူးဗျဒီ cooling fan လေးတစ်လုံးပါလိုက်ရုံနဲ့တော့အရင်တော့အလုပ်ဖြစ်သွားတာမျိုးတော့မဟုတ်ဘူးဒီကောင်ရဲ့ water resistant ဘိုင်းသွားမယ်ဆိုတော့တခြားဖုန်းတွေလို့တော့ IP6869 တော့ရမှာမဟုတ်ဘူးဒီဈေးထဲမှာတော့ IP64 ပဲသူကတော့ satisfying ဖြစ်ထားသေးတယ် UniSoC ရှေ့မှာတောက်လျှောက်သုံးလာတယ် UniSoC T9000 ပါညာသုံးလာရဲ့နောက်မှာဒီအခုတစ်ခါမှာတော့ Dimensity 7400 9400 4nm SoC သုံးလာခဲ့ပြီဖြစ်တယ်ဒီ SoC ကတော့ဒီဈေးထဲမှာကမြင်တွေ့နေကြ SoC ပဲပေါ့နော် official phone တွေမှာပြောတာ official phone တွေမှာမြင်တွေ့နေကြ SoC ပဲဟို China ROM phone တွေမှာတော့ဒီထက်ကောင်းတဲ့ SoC ဒီဈေးထဲမှာတော့ရှိတယ်ဒါပေမဲ့ official phone တွေမှာတော့ဒီ SoC လောက်ပဲဒီ SoC တို့ Snapdragon 7S တို့ဘာလို့လောက်ပဲမြင်တွေ့နေကြဆိုတော့ဒါသိတော့မထူးဆန်းဘူးပြီးတော့ဒီ SoC ကလည်းအရင် power အရင်မကြိတ်တဲ့ SoC ဖြစ်တာနဲ့ညီ cooling fan နဲ့တွဲထားတော့ gaming performance ကတော့ game ဆော့ရင်တော့ပူတာတော့ပူမှာပဲဗျဒါပေမဲ့အရင်တော့ပူမှာတော့မဟုတ်ဘူးလို့တော့ပြောလို့တော့မှန်းကြည့်တော့ရတယ်ပေါ့နော်ကင်မရာဘိုင်းမှာပြောရမယ်ဆိုရင်ကင်မရာကတော့ဒီဖုန်းမှာအရင်မျောလင်းလို့မရ gaming phone လေးဖြစ်တာလည်းညီသူရှေ့ရနောင်တော်ကြီးမှလည်းကင်မရာဘိုင်းမကောင်းလာတဲ့ညီဒီမှာလည်းကောင်းမှာမဟုတ်ဘူး50 megapixel ကင်မရာနဲ့ရွှေရှောင်း auxiliary lens ကင်မရာလေးတစ်ခုပါတယ်ဗီဒီယိုဘိုင်းမှာတော့ 4K 30fps အထိတော့ရတယ်အလွန်ဆုံးအထိပေါ့နော်ရှေ့ဘက်က selfie ကင်မရာကတော့16 megapixel နဲ့လာထားတဲ့ဗီဒီယိုဘိုင်းမှာတော့ 1080p 30fps နဲ့ရတယ်နောက်ပြီးတော့ဒီကောင်မှာက gain ဆော့နေအသွင်ကြိုးတက်ပြီးတော့ gain ဆော့ရင်ဒါကာကွယ်ပေးမဲ့ bypass charging စနစ်လည်းဒီကောင်မှာဆက်ပြီးတော့ပါသေးရဲ့ရှေ့ကသူ series တွေမှာလည်း bypass charging ပါခဲ့တယ်ဒီတစ်ခေါက်မှာလည်း bypass charging ဆက်ပြီးတော့ပါသေးတယ်အဲ့တော့ကျွန်တော်ဒီတစ်ခေါက်မှာသဘောကျမိတာအဲ့ design လေးပေါ့နော် design လေးကလုံးဝကို Ramagit နဲ့တော်တော်လေးကိုဆင်းလာပြီဗျာသူ့ရဲ့ transparent design ပုံစံမျိုးလေးလုပ်ထားတယ်အဲ့ဒါကိုမှသူတို့ရဲ့ signature မျက်လုံးနဲ့ GT နဲ့တွဲထားရပေါ့နော်အယောင်တွေကတော့ yellow တွေလည်းရှိတယ်ကျွန်တော်အဲ့ဒီမှာ saver လေးကိုတော်တော်လေးသဘောကျမိတယ် saver အယောင်လေးကရုပ်တရက်ကြည့်မယ်ဆိုရင်တော့ Ramagit လို့ဘာလို့လေးထင်ရတာပေါ့နော်တခြားတော့ဒီ eye care features တွေလို့ပါလဲပါတယ်ပြီးတော့ peak brightness က4500 nit အထိရတယ်ဆိုတော့ဒါတော့ zoom လို့ပြောရမယ် Nubia website မှာပြောထားချက်အရဆိုလို့ရှိရင်သူ့ရဲ့6210 mAh နဲ့ gain ဆော့မယ်ဆိုရင်14နာရီအထိစတိုက်ဆော့လို့ရမယ်တခြား social media ဘာညာသုံးတာလောက်ဆိုရင်15နာရီ
ကြော်16နာရီဝန်းကျင်သုံးလို့ရမယ်ပြီးတော့ရှင်းသားထောက်မယ်ဆိုရင်နာရီ90နဲ့ဗီဒီယိုကြည့်မယ်ဆိုရင်22နာရီကျော်သုံးပြုလို့ရမယ်လို့ပြောထားတယ်အဲ့တော့ဒီအတိုင်းသာတကယ်သာဆိုလို့ရှိရင်တော့ဒီဘက်ထရီကတော်တော်လေးတော့မိုက်တယ်လို့ပြောရမယ်6210တဲ့တယောက်ထိလုံနိုင်တယ်ဆိုတော့အဲ့ပြီးသူ့မှာကနောက်ထပ်တစ်ခုပါတာက 5% extreme mode ဆိုတာလည်းပါသေးတယ်အဲ့ကဘယ်လိုလဲဆိုတော့ခုဖုန်းက battery 5% ပဲရှိတော့တဲ့အချိန်မှာတော့မှပဲ gain ဆော့မယ်ဆိုရင်နောက်ထပ်နိုင်ဝက်လောက်5% နဲ့ဆက်ဆိုလို့ရအောင်မယ်ဖုန်းခေါ်မယ်ဆိုရင်2နာရီကျော်ခေါ်လို့ရမယ်standby ထားမယ်ဆိုရင်28နာရီလောက်လုပ်လို့ရအောင်မယ်လို့သူပြောထားတယ်ဒီ features ကတကယ်အလုပ်ဖြစ်မဖြစ်ဆိုတော့စမ်းကြည့်မှာပဲသိရမယ်ဒါတော့သူတို့ website မှာကြော်ညာထားတဲ့ဟာကိုပြောပြတာပေါ့နော်။ gaming ဘိုင်းကိုသွားမယ်ဆိုရှင်သူက PUBG မှာဆိုရင်90 fps ရတယ်။ဘောမှာဆိုရင်တော့ mobile legend မှာဆိုရင်120 fps နဲ့ဆော်လို့ရမယ်လို့သိရတယ်။အဲ့တော့ဒီဖုန်းကို brother တို့ဘယ်လိုထင်လဲဗျလာမယ်ဆိုရင်တော့ဒီကောင်ကအခုလက်ရှိထွက်ထားတဲ့ Europe ဘက်မှာဆိုရင်တော့ဈေးကတော့တအားကျိတ်တယ်ပဲဒါပေမဲ့မြန်မာမှာတော့ဘယ်ဈေးနဲ့လာမလဲမသိသေးဘူး။15ဝန်းကျင်လောက်ပဲသွားမယ်လို့တော့ကျွန်တော်မှန်းရတာပဲဗျ။အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ် subscribe လေး follow လေးလုပ်ခဲ့ပေးပါဦး။